looking I jago Igawami with all you done it with the singer Joe was younger Mayamo Yita Suretiaga Chi Mada Mayo the chas was sound Taylor Damako Manyun Gadago, Musa Pamabo, Yidapia, Lansameda, Then the Yavo Malugin, I jago. Singer Joe was younger Mayamo Yita Suretiaga Chi Mada Mayo the chas was sound Taylor Damako Manyun Gadago Musa Pamabo Yita Piama Lansameda Sure home, Chitrapu, Pemako, Likas, Rayum Loga, Ida the Abo, a pepper, Telele, Mamie, Diloga Yemo. Gita Sure home, Chitrapu, Pemako, Likas, Rayum Loga, Ida the Abo, a pepper, Telele. Mamie Diloga Yeko Chami Sigo Chami Sigo Imya Zaya Yemacho Bimakara Sena So Yida Piama Sameda Malugin I jago Igawami with all you done it with the singer Joe was younger Mayamo Yita Suretiaga Chi Mada Mayo the chas was sound Taylor Damako Manyun Gadago Musa Pamabo Yidapia Lansameda Yida Sure Home Chitrapu Pemako Likas Rayum Loga Ida the Abo a pepper, Telele, Mamie, Diloga Yemo. Gita Sure home, Chitrapu, Pemako, Likas, Rayum Loga, Ida the Abo, a pepper, Telele, Mamie, Diloga.
ရောဘိမခရာစင်နာအစုံမြတ်တာဖြတ်မှလမ်းဆမ်းမေသာယောတရားမွားများရင်ပြန်ပြီနေမဝင်မီအချိန်ရှိလိုက်မှာဖြင့်တန်တရားနဲ့ပဲအတွင်းကလွတ်ရာကင်းရာငြိမ်းရာချုပ်ရာရလံရှာဖို့လိုပြီအကုန်ကုရုစဉ်ဩလူသားတွေအတွေ့အကျိုးမျှော်နှိုးသောတရားဓမ္မဒေသံအမတာကိုကြွားရင်ဖြင့်ဒေသရာကမှသုံးမတော်မူပါမည်ညီရဲ့အနာမထေတောင်းမှန်စကားကြောက်ပန်းကြခဲ့ဖို့သုံးလူထွချာနန်းခေမှာမြန်းလေးရှာဖို့သတ္တဝါများတနာကကုန်တရားဓမ္မတွေအစုံရှင်တော်ဖယားနိဗ္ဗာန်မသွားမီသာရှာရဲ့ဘုရားနှုတ်ကပအမွေသောဝိကြီးအဘိဓမ္မာတွေကသုံးဓမ္မခန္ဓာပေါင်း7,400ကိုသာထားခဲ့အာယုသင်္ခရတစ်ချိန်ကြီးကိုပြုံးမမစ်မလျော့ပဲသတိရှိနေကုန်အပမဒေနသံပါရိသဘုရားဆုံးမနောက်ဆုံးရရာနှုတ်ကပအမွေသဝိကြီးအဘိဓမ္မာတွေကသုံးဓမ္မခန္ဓာပေါင်း7,400ကိုသာထားခဲ့အာယုသင်္ခရတစ်ချိန်ကြီးဖို့ကျုံမမင်မလျော့ပဲသတိရှိနေအကုန်အပမဒေနသံပါရိသဗုဒ္ဓဆုံးမနောက်ဆုံးရရာနဲ့ကြုံမြန်တော့လဲသိရဲ့ဘုံသိမြန်တော့လဲအကျင့်နဲ့ဘုံသာသနာတော်ကြီး1500နဲ့ကြုံမြန်တော့လဲသိရဲ့ဘုံသိမြန်တော့လဲအကျင့်နဲ့ဘုံဒုက္ခနှုတ်ကလို့လည်းမြတ်မြဲပြရမြန်မို့ဒုက္ခနာရီကမဟုတ်
ဟုတ်မမှန်ဆုံးစိတ်ကရှင်သမျှယုံနာအနေစာလို့မြင်ရလေမသမာသီလညီမျှရမယ်ဧကံယုံကြိုးစားရပါအားထုတ်ကြပါသံဃာဆက်ဆွေရနိဗ္ဗာန်ဘုသိရတော့လေအကျင့်နေပုံသာသနာတော်ကြီး1500နဲ့ကြုံမြန်တော့လေသိခဲ့ပုံသိရတော့လေအကျင့်နေပုံဒုက္ခဆိုသည်မြမြင်တုံရပြန်ပေါ့ယုတ်ကနာပြီးတပုံကိလေသာမီးတွေကထိန်ကြီးလောင်းခဲ့ပုံခန္ဓာကိုယ်ညာသိပြီးတော့အိုးခင်လို့ဒီနတ်စီပမာပဲယုံမဟုတ်မမှန်ဆိုစိတ်ကရှင်သမျှဟာယုတ်နာအနိစ္စလို့မြင်ရလေအေးမသမာသီလညီမျှရမယ်ဧကံယုံကြိုးစားကြပါအားထုတ်ကြပါသံဃာဆက်ဝေရနိဗ္ဗာန်ဘုအတိမရှိလို့လေသံဃာဤဘုံခန္ဓာ၅ဝတရားဓမ္မရာတော့ဒီဘုံပေရွာအပိုင်းသိမှတခုံကြိုးစားကြပါကုန်အားထုတ်ကြပါကုန်ကြိုးစားကြပါကုန်အားထုတ်ကြပါကုန်နေတိုင်းနေခြင်းပြုလုပ်နိုင်မှသံဃာဆက်ထွေရနိဗ္ဗာန်ဘုမရှိလို့လေသံဃာဤဘုံခန္ဓာ၅ဝတရားဓမ္မပြတော့ဒီဘုံပေရွာအပိုင်းသိမှတပုံကျူစားရပါကုန်အားထုတ်ကြပါကုန်ကျူစားကြပါကုန်အားထုတ်ကြပါကုန်နေတိုင်းနေရင်ပြုလုပ်နိုင်မှသံဃာဆက်ရွေရနိဗ္ဗာန်ဘုသာဝိနေရှုပ်ထွေးလာတဲ့ဤဘုံမနုဿဤလူဘုံသားရသမီးတွေမြည်တွေအတွက်နဲ့နေတိုင်းချိန်တွေကုန်သာဝိနေရှုပ်ထွေးလာတဲ့ဤဘုံမနုဿဤလူဘုံသားရသမီးတွေမြည်တွေအတွက်နဲ့နေတိုင်းချိန်တွေကုန်မရဲ့တပုံအားရဲ့ဘယ်မကြုံဘဝကပြည့်ရအကုန်မုံဒီနေ့တိုင်းလည်းမအားကြပါဘူးသတိရှိပါပုထုတွေအကုန်ကဘာမီးတဲ့ပူရဲ့ပြင်းနေမုံဘယ်လိုမီးတွေလဲလို့ညာနဲ့ယုံတောင်းဆွဲဖို့ကြောင်လွဲပေမဲ့ယုံဘဝတိုင်းဆိုင်တော်မုံမဆွဲရပါအကုန်ဘဝတိုင်းဆိုင်တော်မုံမဆွဲရပါအကုန်
ဒီနေ့နဲ့ဖန်နေတိုင်းဆက်လို့လောင်မဲယုံလောင်မေမဲယုံဘုဒ္ဓရင်တွေညီနေရှာတနည်းကိလေသာမီကြီးပြောပြောစီးခဲ့ကြဘနောက်တတလုံးကပုံတွေဖြစ်လေကူငါဇာတိမီဥစွာကြိုစီဇရာဆိုရမီကအလျံတညီညီတောက်လောင်ထိုမှတဖန်ပေါ်လာပြန်သည်တဘဝစာဖြစ်စီမရဏဆိုရမီကြောင့်ပြည့်စည်ရပြန်လေတဏှာရဲ့ဟက်ကြီးပြောပြောစီးခဲ့ကြဘနောက်တတလုံးကပုံတွေဖြစ်လေသူငါစာတီမီဥစွာကြိုစီဇရာဆိုတဲ့မိကအလျံတညီညီတောက်လောင်ထိုမှတဖန်ပေါ်လာပြန်သည်တဘဝစာဖြစ်စီမရဏဆိုတဲ့မိကြောင့်ပြည့်စည်ရပြန်လေကျုံလာခေယလူဘဝခဏတန်ဖြစ်သောအခါတွင်မောဟမှောင်ပိတ်စီတဏှာလောဘကြီးသည်ဘာမှမမြင်မိယာဆွေးလန်းအထင်ကြီးတော်သည်မမြဲတဲ့ခန္ဓာအနှစ်ကိုရှာမတွေ့သံဃာလေးပြီးအောင်တော်မီဖယားအလောင်းမျိုးကံနာတို့သာဇတ်တော်ရှိသည်အမိအဖတို့မလူနိုင်ခဲ့သောဥစ္စာပစ္စည်းနောင်မဝဆက်တိုင်းငါရအောင်လေဆောင်မည်ဒါနာကောင်းမှုသိမ့်ထုံယူမည်သီလကောင်းမှုအထူးဆောင်တည်သီလကောင်းမှုအထူးဆောင်တည်ဒါနာကောင်းမှုသိမ့်ထုံယူမည်ဘာဝနာထောင်းငါပွားလို့အသိဉာဏ်ရင့်တန်ပါရမီတရားနဲ့မကွာပြီအနှစ်3-5ကိုဟောကြားခဲ့လေအားရတောင်းတမိုးပွဲရေဝဲတပုတ်ရေဆရာဖေဒီမှာဆိုစီရဲ့ကျန်ရသူတကားပေါင်းလို့ဖြစ်ချာပါလေစီရဲ့တော့ချာစိတ်ရှိတယ်မလူတန်းနိုင်တဲ့အဖက်တကားပေါင်းကြောင့်များစွာကိုဖြစ်အလူခံဆရာတော်ဘုရားရဲ့အမိမဇာပါကိုကျင့်ပါလို့အတွက်သိုးတော်လိုက်ကြပါစို့။ဘာလို့လဲဘယ်လိုဒီမှာဖြစ်သူများဒီလိုခန္ဓာနဲ့ကြောပါပဲနဲ့တည်းလို့ပြနေတာဆယ်တော့ပြတ်တုံးလို့စားနေရတယ်။တို့ရဲ့ကုသိုလ်လေးတွေနဲ့ပေါင်းလို့ချင်းနဲ့ကွာပြီးတော့ဆရာတော်ဘုရားရဲ့တရားဓမ္မတွေရဲ့ကုသိုလ်လေးတွေနဲ့ပါချင်းနဲ့အဲ့တော့စပေါင်းကြီးစက်ကြီးများဆုံးရရအောင်ဟုတ်တယ်ကျေးဇူးပါလေတော်အလူရေးဆက်ပါသွားရပြီအောင်ကျွန်တော်တို့မော်မန်တွေအလူရှင်းခံမှာဖြစ်ပါတယ်တတ်နိုင်တော့တစ်ထောင်တတ်နိုင်900တတ်နိုင်တော့ဆရာတို့ပြအဲ့ဒီမှာဇာမနာပွဲတော်မှာဖြစ်ဆ
ရာရဲ့ကျုံလေးဘဝေးဆိုတဲ့တခြင်းလေးနဲ့ဖွင့်ပေးပါဗျာရထားတဲ့အလူငွေတို့ဖြစ်လာရောက်ယူဆောင်လို့ရပါပြီခင်ဗျာဟုတ်လားကျွန်တော်လည်းတတ်တဲ့ဘေးကနေပြီးတော့ဟုတ်လားအလူငွေနဲ့လက်တော်ပါအလူငွေနဲ့ကြားတဲ့လောက်ဆုံးအဲ့ဒီမှာသဗ္ဗနာပွဲတော်ပါတတ်တဲ့ဘေးကနေပြီးတော့အကျိုးညော်လို့အားလုံးနှိုးဆော်ခဲ့ပြီးတော့သောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာဓုသာဓုသာဓု
လောသာသနာတော်နှစ်2569ခုဘောဓသတိ1380ခုဣန္ဒြိယကိုယ်ပဲစိကပ္ပသောဓမ္မနုဓမ္မမဟာရဏိကာယဤနတံကနာယကအနုနာယကဆရာတော်ဘုရားကြီးဝါနနာသံမြန်းသောအချိန်ကာလတွင်ယနေ့ယခုနောက်ဆုံးတရားဖြင့်ပူဇော်ကြတော့စိကကြမည်တပည့်ကြတော်မှများနှင့်အပရိသပေါင်းသူတော်ကောင်းတို့သည်အသက်ရှိခြင်းဆင်းလာခြင်းဉာဏ်ပညာကြီးခြင်းဘုန်းကူအာနုဘောကြီးခြင်းသောအကျိုးတို့တရားအပေါင်းတို့နှင့်ပြည့်စုံကြကုန်ပြီး၍ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝိဓသာသနာသုံးရပ်ကိုကြည်ကြံကြိုးကိုပွားများအားထုတ်နိုင်သောပုဂ္ဂိုလ်ပုဂ္ဂိုလ်မြတ်တို့ဖြစ်ကြပြီလေအကသုံးပါးယပိရှိပါယံမျိုး၅ပါးဝိပါတိတရား၄ပါးပြဿနာတရား၅ပါးအနာမျိုး96ပါးမှကျင်းလို့ကြပြီ၍မိမိတို့ရည်မှန်းတောင်းတအလိုရှိရသောသင်္ကရတ္တမြတ်နိဗ္ဗာန်သို့လေမြန်သောစွာရလွယ်ရောက်လွယ်နိုင်ကြသည်ဖြစ်စေအဟံဗန္တေဣတရဏေနတ္တဟပေသတိလံသမ္မာယာသာမိအနုဂဟံကတေဝါဣလံဒေထမေဗန္တေဒုတိယံပိတတိယံပိအဟံဗန္တေဣတရဏေနတ္တဟပေသတိလံသမ္မာယာသာမိအနုဂဟံကတေဝါဣလံဒေထမေဗန္တေယမဟာဝရမိတံဝရိထဗုဒ္ဓံသရဏဂစ္ဆာမိဓမ္မံသရဏဂစ္ဆာမိသံဃံသရဏဂစ္ဆာမိတတိယပိဗုဒ္ဓံသရဏဂစ္ဆာမိတဏဂစ္ဆာမိတရေနာတိပါဒဝရမဏိသိက္ခာပတမတိယာမိကာမေတုမိစ္ဆာသာရဝရမဏိသိက္ခာပတမတိယာမိမုဒ္ဒဝါဒဝရမဏိဣဒံမေတိလံအာတဝေခယံဝနိဗ္ဗာနတ္တပစ္စယောဟောတုသံဃာတော်အရှင်မြတ်တို့ဘုရားတပည့်တော်တို့သည်ယနေ့ယခုတပည့်တော်တို့၏ကိုယ်ွယ်ရာပူဇော်ရာနောက်ဆုံးနေ့၌ယနေ့ယခုအန္တိမဧကိသာဗနာသာဓုကိလနာတော်မြတ်ကိုအာယောကျင့်သုံးသောက်တည်ပါ၏သောက်တည်ရသောသီလမိတော်တို့သည်သန္တရာမလွတ်ရအောင်သင်စေမသွေ
သာဓုကံကတ္တဝါဓမ္မာအပမဒိနသံပတိထာလိမ္မာတော်မူလိမ္မာအောင်ကောင်းသိထုံးမှသွားတယ်အဲ့ထုံးမတဲ့နေရာမှာယနေ့တော့နောက်ဆုံးတို့ကမထုံးမနိုင်တော့ဘူးသင်လည်းမသင်ပြနိုင်တော့တို့ဒီလည်းပဲတို့ဆရာတော်ဘုရားကြီးဟာအာသရိယလိုက်တာပူဇော်ခြင်းပါလေစိတ်ခိုးခြင်းပါလေသူတို့လည်းမရတယ်အဲ့တော့မရတော့ယနေ့ဘုန်းတို့ဘုလိုကျင်နာကကြံရှိတဲ့တတိတက္ကသံဃာဒီညွတ်နဲ့လေကြထိုင်ကြသာသနာတော်ကြီးဆောက်ရှောက်ကြဒါလိုပြောရပါလို့ကျင်တယ်သာသနာမှာမကသာသနာပါဠိသာသနာပါဠိဆိုတာသာသနာတော်ဆောက်ရှောက်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်သာသနာမှာမကဆိုသာသနာတော်ဖြစ်မြတ်လို့တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဒီလိုတကယ်တော့လူတိုင်းမှာရှိဖို့ဘုန်းတော်သုံးတဲ့သုံးမှပြရအဲ့တော့သုံးတဲ့သုံးမှဒီအတိုင်းပဲတို့နေကြမယ်ဆိုတဲ့အတိမျိုးလေးတွေဘုန်းကြီးတို့ဘုန်းကြီးတောင်းအောင်ဖြစ်လာဘုန်းကြီးတောင်းအောင်ဖြစ်လာတဲ့ဆိုတာကဒီဘုန်းကြီးပေါင်မြို့နယ်ဘုရုံမြို့နယ်ထဲမှာဆရာတော်ဘုရားကြီးပြီးရင်ဘုန်းကြီးကလူကြီးဖြစ်သွားပြီသောသောကကလေးပေါ့နော်အခုတော့လူကြီးဖြစ်အဲ့မှာရှိနေတဲ့တန်ခါပေါ်ဒနာတော်ဆို290ကျော်တော့ရှိတယ်အဲ့တော့ဆရာတော်ကြီးကအုပ်ချုပ်ပြီးတော့လာခဲ့တော့ဆောက်ရှောက်ပြီးလာခဲ့တော့ဘုန်းကြီးကိုတောင်းအောင်ပေးတဲ့တောင်းအောင်ထမ်းခိုင်းဒီကြောင့်လေးကိုဒေဝဆရာတော်ကိုလွယ်အပ်ပါတယ်လွယ်ပြောင်းပါတယ်လို့ဘဝရဏနေမှာတောင်းတော့ရှင်းမောက်ပါအဲ့လိုအနှံထားတော့ဘုန်းကြီးတောင်းဖြစ်သွားတောင်းဖြစ်ပြီးနောက်မှာဆရာတော်ဘုရားရဲ့အသက်ထင်ရှားရှိစဉ်ကာလမှာဝါရဏအုပ်စုကြီးမပြုမကွဲရအောင်မရေမလဲရအောင်သူ့သူကြီးနဲ့ဖြစ်ရအောင်ဒီလိုဘုန်းကြီးထမ်းဆောင်ခဲ့ပြီးရဥရောဆရာတော်ဘုရားကြီးကဘဝနန္ဒဆံမြင်သွားပြီဆံမြင်သွားတဲ့ကောင်ဒီသာနာတော်ကြီးကိုစောက်ချရမှာကဘုန်းကြီးတောင်းအောင်ဖြစ်သွားဘုန်းကြီးရဲ့ကံကကောင်းကျင်လို့လားဆိုးကျင်တော့ဘုန်းကြီးအဲ့ဒီကျောင်းတိုက်ကြီးကိုလွှဲပြောင်းပြီးတဲ့နေမှာသာမကြခင်မှာနေပေါင်းမြောင်းငယ်စွာရှိထားတဲ့ဓမ္မယုံကြီးကယူကြသွားဘုန်းကြီးရဲ့ကံပေါ့ကောင်းကံပေါ်တာအဲ့လိုပြကြသွားတဲ့ဓမ္မယုံကိုသူ့စည်းပြီးတော့ဘုန်းကြီးဥဆောင်ပြီးတော့ဒီဓမ္မယုံကြီးကိုပြန်လည်ပြီးတော့ဘောမပြည့်စင်တိဆောက်မယ်ဆိုတော့အာယုထိုက်တကဓမ္မတွေတိုင်မြင်တဲ့တော့ဒါဖြစ်သွားတာဘုန်းကြီးဥဆောင်မှုဓမ္မတွေလည်းပဲတရားဖက်တန်နဲ့ပြည့်ပေါ်လာမှုကြောင့်ဓမ္မယုံပြန်တဲ့တိဆောက်တော့ပြီးတဲ့တော့ပြီးပြီးပြီးတဲ့တော့မပြီးသေးဘူးအဲ့လိုချိန်ရောက်လာတဲ့ဆရာတော်ကြီးဒီဘုရားမွေးနေ့မှာဓမ္မယုံကြီးသက်ချမယ်လို့ဒီလိုပြပေါ်လာဘုန်းကြီးလည်းဘုန်းကြီးကဘာကြီးရောက်အဲလိုဖြစ်ပေါ်လာတဲ့သူ့ရဲ့ညီမန်းချက်အောင်မြင်သွားပြီလို့ဒီလိုသိကထင်သွားတာပေါ့အောင်လဲအောင်မြင်တော့အောင်မြင်သွားတယ်အဲအောင်မြင်ပြီးတော့ယနေ့ဆိုရင်ဒါကြည့်ဒီသာနာနှစ်2569ခုနှစ်ဘောဓတက္ကရီ1389ခုဘုရူလာပြီကျော်တကူလာတန်တင်းနဲ့မှာ
ဝန္ဒနာစံမြင်သွားတယ်ဘုန်းကြီးတွေနားတော်ရင်နားတော်ဆရာတို့ရဲ့သတိနားတော်ရင်နားတော်ရင်နဲ့ဆရာတို့ပြန်လို့တော့ဘူးသွားပြီဘယ်လိုလုပ်ရမလဲလို့စိတ်ကပြစ်ဖို့အတတ်နိုင်ဆုံးတော့ကြိုးစားပြီးတော့တို့တော်မတွေနဲ့တိုင်းမျိုးညီညွတ်ညွတ်ဖြစ်အောင်တိုင်းမျိုးကိုဥထုံလို့ဒီသမဏကိစ္စကြီးပြုလုပ်ခဲ့ရက်ပေါင်း20ဘောလာပြီးကျော်9ရက်ဆိုတော့ရက်ပေါင်း20အဲ့ဒီ20ရက်မှာသမဏကိစ္စအဝါဝကိုပြုလုပ်ရတာလွယ်လွယ်ကူနဲ့မရဘူးရကတူတူဖြစ်လာတော့လိုအပ်ချက်ရှိနေရှိမယ်လို့လိုအပ်ချက်ရှိတာကိုမိမိဖိတ်ကလိုအပ်တဲ့သဘောမထားပဲနဲ့ဩရရဲ့အချိန်ကာလအလုပ်လုပ်ရတဲ့ကိစ္စဒီသုံးဖြစ်ခြင်းလည်းဖြစ်မယ်လို့ပြည့်မစုံဖြစ်ခြင်းလည်းဖြစ်မယ်လို့အဲ့ဒါလေးကိုသိခံပြီးတော့တယောက်နဲ့တယောက်တုံးနဲ့တူဘယ်နဲ့ဇေယတိုင်းကြီးညွတ်တဲ့သမက္ခဝါဒဝဏ္ဏပါတိယသမက္ခဝါဒဘုရားတကညီညွတ်ညွတ်နဲ့တိုင်းကြီးနဲ့ရတာတစ်ခုကိုရောက်ကြည့်သွားဝဏ္ဏပါတိယဘုရားအမှုရှိတဲ့သူတော်ကောင်းတွေကချင်းမွန်းတော်မူတယ်လို့ဒီလိုဟောသွားတဲ့သက်တာတော့ချင်းမွန်းအောင်တတ်နိုင်ဆုံးဘုရားကံကနာကတတိသံဃာတတိတေဃာရမတွေနဲ့ပေါင်းစားပြီးတော့ယခုတို့ဘွဲတပင်ကိုသင်ကျင်းပအဲ့တော့ကျင်းပတဲ့နေရာမှာလိုအပ်ချက်ရှိတဲ့ခါလေးပဲဓမ္မတွေစိတ်တိုင်းကျစိတ်တိုင်းကြမရှိတဲ့ခါမှာလည်းပဲစိတ်တိုင်းကြရှိအောင်လို့ဘုန်းတို့ပြောခဲ့ပါတယ်ဩဝါဒပေးနေမဟုတ်လေဟုတ်လေဟုတ်ပြီလို့ပြောခဲ့အဲ့တော့ဒီရင်းဒီဓမ္မယုံကျောင်းတက်ဤတပည့်ဒီကရမတွေဘုန်းကြီးကနားထောင်ပါနားမထောင်တဲ့ဘုန်းကြီးတော့ဘရောပြောတော့ဟုတ်လားနားထောင်နောက်လည်းနားထောင်နော်အဲ့ဒါလေးကိုနားထောင်လို့ဘုန်းကြီးတို့ကကြိုးစားပြီးတော့ဆောင်ရွက်ခဲ့ဆောင်ရွက်တဲ့အခါမှာအဲ့ဒီတဏ္ဍာပဲပြည့်ပြည့်စုံစုံပဲဆရာတော်ဒီဟုအထက်မြေကုန်ကျောင်းဆရာတော်ပြန်တော်မူတော့ကမှားသွားတယ်ဥဒ္ဓမငါလက်ကြလည်းအဲ့လိုလုပ်ပြီးပါဆိုလို့ဘုန်းကြီးလုပ်ပြီးရတတ်နိုင်တော့အဲ့လိုချင်းမြောက်တယ်ပူဇော်တယ်ဆိုတော့ပြောခဲ့တယ်ညီညွတ်ခြင်းရဲ့အရာသာခံစားနေဘုရားမှုကြီးရဲ့သူတော်ကောင်းတွေချင်းမွန်းတယ်ချင်းမွန်းတော့မူတယ်လို့ပြောချင်းမွန်းအောင်ပြုလုပ်ပြီးတာအဲ့လိုညီညွတ်ညွတ်နဲ့ဆောင်ရွက်ခဲ့လို့ဒီနေ့ဆိုနောက်ဆုံးနေပြီးသွားပြီဆရာတော်ဘုရားကြီးဒီမိမိတွေကြီးရောအသိခံဆုံးဆရာတော်ဘုရားဆိုရင်လည်းပဲအမှားပါဒီရှိကလည်းပဲဘုန်းကြီးတို့တရားမတွေကိုယ်ပဲသိကတဲ့ဆရာတော်ဒီနှစ်ပါးသုံးပါးလောက်ဘုရင်းသွားတယ်မနေပဲနဲ့ပြန်ကြွဘုန်းကြီးတို့လည်းနည်းနည်းဘလို့သွားတယ်ဆရာတော်ဥပ္ပညင်တောက်တော့ရှိသေးတယ်ရိုက်ကိုပန္တိတရုံကျောင်းမှာရှိတယ်မွေးသွားတယ်ဘုန်းကြီးလည်းမပြင်းလိုက်ရဒီမှာသတင်းသုံးသွားတာဘုန်းကြီးရင်းနေနေဖြစ်ပါဆရာတော်ဥပ္ပညင်ဒါဓမ္မစီရပြီးဆိုတာလူတော်ကြီးအဲ့လူတော်ကြီးကိုဒီမှာဘုတော်ကတရားကြီးတွေကိုအခုတကတည်းကပါဘူးဘုတော်တကကြီးတွေအဲတော့မနေနိုင်အောင်ပြည့်သွားတော့ပြောင်းရွှေ့သွားအဲတော့ပြောင်းရွှေ့သွားတော့ကြရောက်သွားလဲဆိုရင်ဝီလုံးဝိကာယတိုင်းနဲ့ဝင်သွားတယ်ဒီပြာတော်ကြီးကြတော့ဒီကံပြီးတော့အံဃာတော့အရှင်မြတ်တို့ဘုရားတပည့်တော်တို့သည်နှစ်ပေါင်း
40ကျော်ကိုယ်ွယ်စိတ်ကခဲ့ပါသောရင်းချိန်တောင်ဘက်ကံကြည်ရွာဓမ္မယုံကျောင်းတိုင်း၌တရင်သုံးတော်မူသောသက်တော်ရှိဆရာတော်ဘုရားသည်ယနေ့ယခုတပည့်တဂရမပေါင်းနှင့်ဘွဲကွာရနေကာလသည်ယနေ့ယခုဆရာတော်ဘုရား၏နောက်ဆုံးကာလဖြစ်ပါသည်ဘုရားနောက်ဆုံးကာလဖြစ်သိခြင်းရာဤနှစ်ပါးကိုလက်ကင်ထားကယနေ့ယခုသာဓုသီလာနာဝဲသဘင်ကိုဆင်ရင်ကျင်းပရာဖြစ်ပါသည်ဘုရားယနေ့အတိတိမှပင်ဖိတ်၍သွားရောက်လာသောဆရာတော်ဘုရားကြီးကိုယေရှုဒီမှန်ကဆွမ်းစားရှိသောကောင်းမှုစေတနာရာတရားဖြင့်ဒီတဂရမမြတ်သံပါ၏အရှင်မြတ်သူဘုရားသူရန်ရသောသာရုလူမောဖောစုပါ၏နိဗ္ဗာန်ကိုဆုတောင်းပါ၏အရှင်မြတ်သူဘုရားဒီမှန်ကအင်္ဂံသာတိသူဝဝတ္ထုသူစုကိုချက်မောဖောစုပါ၏သန္တရာမလူရလူကြောင့်ဆုတောင်းပါ၏အရှင်မြတ်သူဘုရားဆုတောင်းကြည့်၍ဤကောင်းမှုအားတပည့်တော်တို့သည်ယနေ့ယခုယဝိယနိသတိတိမှာပြုလုပ်ကြကုန်သောကောင်းမှုရှင်တို့အား၎င်းသူတို့ကောင်းသောအား၎င်းဤကောင်းမှုကိုအမြတ်အတန်ပြေဝေပါ၏သာရုဏုမောနေသောနာဧသောနာသံသောနာတောသောနာတောင်သောနာအစရှိကုန်သောသမာဓိဝဘောနိုင်စေသာဘုမတဖန်ဤမြေကောင်းကင်ပိဋကသတ္တဝါမှန်သမျှတို့အားမကြံရလေအောင်ဤကောင်းမှုကိုအနုမောဘောနိုင်စေသာသံဃာတော်ဆရာတော်အရှင်မြတ်တို့ဘုရားတပည့်သူရန်ရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်နာကြားရသောဓမ္မသောနာကုသိုလ်ဉာဏ်ပြတို့ဟာသူတောင်းကြည့်၍မသိငြိသောအထုရှိသောဤမြေကြီးကိုဆောက်၍နေသောဤပါစေသောတည်စေသောမြတ်ဝိတ္တအလုံးကြာကြာသမျှရှိရှိသမျှအမြအမြဤတော်ကြာတော်
ပစ္စည်းကကင်းလို့ပါရန်တောင်းမှန်လျောက်ထားသောကာတာဖြစ်ပါသည်ဆရာတော်တန်ဃာတော်အရှင်သူမြတ်များနှင့်တရားဓမ္မပေါင်းတော်ကောင်းတို့နာရကတပိများစွာတို့၏ရာဘာလံတပိငယ်ငယ်တိမကျွဲ၍ဤကအဆက်မဆောတဲခြင်းတဲ့မတိမြင်သည်မိုင်မဲမိခဲ့သည်အာလျောစွာဣစေယောဤကတိမသိဟုလူမုံဉာဏ်ဖြင့်နာမလဲခြင်းကြောင့်ကာယလေတယတောသရိမကဉ္မညတိအမိုက်ဇာပွားတပိမြာ၏အပြာလျောစွာဒါရေတုဒီကံစိတ်တဲ့စိတ်ဇောကလျာတမန်မယူတော်မူပါရှင်သူမြတ်ဖရာအာထေရဂုဏနာယကဆုံးထောက်ဝါဖြင့်ဒီဝါလေးညာတတိတော်တို့၏ဆရာသခင်ကျေးဇူးတော်ရှင်ကိုဝန်နာမကာယဝစီမနောကြည်လျက်သုံးလီဘာနာကာရဝဖြင့်ပနာမယောကျိုးလက်ဆုံးမူ၍နောက်ဆုံးရှိကိုကတော်ဘာကိုဤရှင်မယာအာယတေသက္ကကာလမြတ်စွာ၌သဝရထယမကျွေတတိငယ်တပည့်ကိုနိရယအပေအောက်ရနေသို့ဤတွေသစင်ကုန်မငင်မို့ကိုဆောင်စီရအလုံးငါအဒီဝါသေးတုဒီကံတော်မူပါဆရာတော်ရှင်သူမြတ်ကြီးဖရာအဒီဝါသေးတုသန္တရာနောင်ရေမျောမြင်တွေ့လျက်မနေခါကသနာတိကံတော်မူပါအနန္တကုန်သခင်ကျေးဇူးတော်ရှင်ဓမ္မယုံကျောင်းတိုင်းပရဏနာယကဆရာတော်အရှင်သူမြတ်ကြီးဘုရားဣသကမယထာပါလယထာမူလယထာအကုဏလတတမေဗန္တေအာစရိယောဣစယအာယယေဇုတော်သခင်ဆရာတော်ရှင်သူမြတ်ကြီးဖရာယဝေယနီအတိတိကရောက်ရှိလာကြကုန်သောတပိတံဃာတော်မိုင်မဲမိတိအလျာတွေဝေမိတိအလျာမတိမလိမ္မာမိတိအလျာဆရာသခင်ကျေးဇူးရှင်ကိုကာယကံမူအပြည့်ကြီးပြည့်ငါအယံတစေပြေမကျူလိုမိသည်ရှိသောထိုအပြည့်သည်တပည့်တော်တို့အားနမောနှိစ္စခဲ့ပါသည်ရှင်သူမြတ်ကြီးဖရာဆရာတော်သခင်အပြည့်အားလျော်စွာတိခံခွလို့တော်မူပါအနန္တသခင်
ယုံကြောင့်မာဒေရှင်ဆရာတော်ရှင်သူမြတ်ကြီးဖယားသာဓုသာဓုသာဓု နာရဏနာယကဆရာတော်ဗဒ္ဒနာသူရိယမထေရကြီးအားနောက်ဆုံးကြောချင်းပစ္စည်းမဝရဏဂါရဗဖေယယတိတုနောတောသောအထိခမထတန္တိဝင်္ကတံအန္တိမံဒသနာဒာနိအယံပစ္စည်းမဝန္ဒနာယတိတုနောတောသောအထိခမထတန္တိဝင်္ကတံအန္တိမံဒသနာဒာနိအယံပစ္စည်းမဝန္ဒနာယေဝေကတံလူပြေလူရွာကြောင်းဝိဟာမပေကွာရွှေပြောင်းနတူကြောင်းတို့ငြိမ်းချောင်းဆံပြောတရင်သုံးတော်မူသည်သာတော်ရှိဗဒန္တသူရိယဓမ္မယုံကြောင်း၌ဆရာတော်ရှင်သူမြတ်ကြီးဖေယတို့ဘဝနောင်ရေအပြေကျွေးတွက်စေဝေယတောင်းဟံပြရစီဖေယနောအမာကံဆရာဓမ္မမိဂာသတိတဝိတံဃာထာယကထာယ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  မဝန္ဒနာဒီဝေကတံလူပြေလူရွာကျောင်းဝိဟာမဘေကရွှေပြောင်းနတ်တို့ကျောင်းတို့ငြိမ်ရောင်းစံပြောတရင်သုံးတော်မူသည်တတ်တော်ရှိဗဒ္ဒန္တသူရိယာလင်္ကာရဓမ္မယုံကျောင်းတိုက်ဆရာတော်ရှင်သူမြတ်ကြီးဖယားဒုဒါယကမဆွေညာသာသာတပိတော်မတို့အားသောပုရုဇဉ်အလျောက်စိတ်မိုက်ရောက်၍မောင်မဖောက်ပြန်သိမမှန်သောကြောင့်ရှင်းကြံရွင်ချောမသိလျော်၍မတော်မမှန်ကြီးလေသောကံအပြည့်တို့သည်ယတိအတ္ထိအကယ်၍များထင်ရှားမှန်ကန်ရှိခဲ့ပါညာအံတန်တော်တံတက္ကတယံစိတ်မှန်အလျောက်ဒေါသရောက်၍ရွင်ပေါက်ဆိုးကြိုပြုမိသည့်အပြည့်မျိုးကိုခမထာခန္ဒီရင်ပြုစိတ်တော်ရှု၍ကရုဏာထာမေတ္တာအားဖြင့်တပိများအဘောခွင့်လွတ်တော်မူပါဖယားဤဝေကတံလူပြေလူရွာကျောင်းဝိဟာမဘေကရွှေပြောင်းနတ်တို့ကျောင်းတို့ငြိမ်ညောင်းစံပြောတရင်သုံးတော်မူသည်တတ်တော်ရှိဓမ္မယုံကျောင်းတိုက်ဆရာတော်ဗဒ္ဒန္တသူရိယာလင်္ကာရဆရာတော်သခင်အရှင်မြတ်ကြီးဖယားဒါနိဣဒာနိအန္တိမသဗ္ဗနာသာရုသီလနာသဗ္ဗေဆင်ရင်ပြုရာယခုချိန်ကာလ၌ဒသနာဆရာသခင်ကျေးဇူးရှင်ကိုဖူးမြော်ရခြင်းဒီကအန္တိမံဒီဘဝတွင်တော်မြတ်ဘုံမောရဲ့ဩနှလုံးအခိုင်မှဖြင့်မပြုံးနိုင်အောင်နောက်ဆုံးတိုင်ပနာသ၍တပိတကာဒကမတွေကနောက်ဆုံးရှိခိုးကြောလိုက်ရခြင်းဖြစ်ပါတော့သည်ကျေးဇူးတော်ရှင်ဆရာတော်သခင်အရှင်သူမြတ်ကြီးဖယားအခမ်းအနားစီစဉ်လေး လာပြီးတော့ကသူရောငါရောသဘောတူစွာမရဏနာ
ကောက်လိုက်ပါဘုံဘဝကြုံရဓမ္မတာအဆောင်ခရီးရေစီကိုကိုင်းနောက်ပြန်ဆုတ်ဆန်းကြုံလွမ်းမနိုင်အဆောင်အတိုင်းဝရီရီလိုက်ဇာတိအစာတို့မှာဇရာရေဆုံးရလန်းတခန့်တူစွာယာတိမြေကြီးတဏိမရဏပင်လေတဲ့စီမြဲဘုံပမာဩနာတတရားအစလန်တိမရှိနိုင်ပါအစေတိုင်းညောကိုင်းညောနိစာတရားတော်လည်းမလွယ်တူစွာဓာတိအစာချေချခဲ့ရာမရဏကံဒုလံကိုသာဉာဏ်စံကြွလောကဓမ္မတာလူဘုံတလေးညီငွေရွှရှာနဘုံပြောင်းငြိမ်ညောင်းစံတခါပြေတွေအားတနာမဲ့ခင်ကိုလွတ်အောင်ယုံတို့ဖုံးအရှင်ဤညွန်ဆုံးမသုံးမသွန်သည်မြတ်တရားဟောကြားနေစေခြင်းတပြည့်အမြတရားရေးအလင်းဘဝမဖြိုးဉာဏ်စံလာတို့ပါတည်းအရှင်နဘုံနာမမြန်ကြွားကလင်းတပြည့်တွေအာသနာချစ်ခြင်းအပူငြိမ်မြည်တိမ်သည်ဉာဏ်စဉ်ဩဘာအောင်မြတ်ဘုဒ္ဓအရှင်တတ္တစင်အားတင်ရှားရှိစဉ်ကိုနှစ်အသက်ငယ်ကွက်မမြင်သာသနာရေးအလေးထိတ်တင်ပြုဆောင်ရွယ်အပေါင်းတောင်းတောင်းညီညီဘုမြော်ဤမှရှင်လန်းကြည်ကြည်ဘုနောက်ဆုံးတိမ်ကျုပ်ဘုတော်ပြီအဝိဇ္ဇာမောဟလောဘတဏှာမူလနှစ်ပါးမြေပြကံကတတဝကပိဝတ်တွင်တန်တရားကျင်လေကြလောကဓမ္မတာသာသာဘုံတလေးကျုံတွေ့တတဝါတရားရင်တိတပြေတွေချိန်လိုက်ပြေလဲပြေလဲမပြေပြအေယာအေကြောင့်ငြိမ်းချမ်းပန်းရာဩဘာအောင်နောက်ဆုံးဒီတနာပြေလဲပြေပဲစီွယ်ကရဲ့ဆရာတော်အပြုံးနှလုံးစင်ကြယ်ဆက်ဆက်ပြေပြေလွန်နေတပွဲဧတောပဲအသေးခိုင်ခိုင်တွေ့ဩဓမ္မပြောပြဆရာတော်အာတိမောက္ခတိလာခြေခံကမ္မထစီပြန်ဆွဲတံဝိပဿနာဘကုလျာရွှေဉာဏ်ပြန်ကမို့သုံးပြုအချိန်မှဟင်းလို့အတွေ့ညွှန်စာနဘုံနံစွာလန်းပြောင်းရွှေပါတရေတွေအာတနာမညာလူရွာမှာပြောင်းနှကြောင်းပြောရာယုတ်တရားမို့နှုတ်ဆက်မလားခွဲခွာထွက်ရစတို့ဆရာတန်ရည်သူများတရေသာသံဃာဆရာတော်ကိုစံဤမှန်လို့သာနှမျောတန်တာလွန်ရခတာနှမျောတွေ့ဘူးတွေ့ကြရိပ်စာသက်ဆံအလိုက်အထိုင်အကြိုက်ကိုဖန်ပြောဆိုမှုအတူယူတိုက်ပြန်ဧတံစွန်ကျဲရဲပြီးပြင်းဒီကံခွင်လို့မြင်မြတ်ကြည်လဲမေတ္တာအေးမြပြုလို့ပြုစေ
ရှာမရှာတို့များဆရာရှင်ဒီညာမင်းကြီးရိတ်ဒီဘုံလို့တပြေကောင်းစိုးပြန်မို့ကျူစုဒီတကူလာသူများရွှေချိုးကျေသောဝိုင်းပုံကိုင်းများကြည်ညိုဤသို့ကုန်စွမ်းထုံမှန်သူကိုငါကွက်တဲ့တွတ်မစိုးရက်ဆက်စောကွာကောသွားလိုလိုရှင်သေးမင်းမိုက်တွင်နဲ့တကူအောက်မှန်ကောင်းစိုးကြောင့်ကြိုမမြင်တရားမမုတ်တာလို့တာဖို့ဆိုတာဘယ်ကမှမရနိုင်တော့ပါသုံးဖို့ပညာဝတ္တရားတွေဟာဒုက္ခစင်စစ်အနှစ်မပါဒုက္ခဖြစ်ကြောင်းလဟောင်းကိုရှာတွေ့တာကြလောဘဒုတနာလောဘပွားများကြဓမ္မအေးချမ်းပြီသာသနာလုပ်ငန်းဆုံးကံမမေယူတဲ့ပြင်စေအမြဲရှိခြင်းအေးမြန်ငိုင်အမိုက်ကိုနေအင်းခေါ်သွားစောကဤအကျိတို့တွေလည်းမလွယ်ဓမ္မတာဆရာတော်နောက်ကောက်လိုက်ပါအရနာမေခံတွင်ဝင်ငါကာမ၍သတိခံရမှာအရနာမေမျောတွေ့ကလျင်အဝေကတရားပွားများနေစဉ်ကာမဂုဏ်တော်ယောနောရှောက်ခြင်းလွတ်အောင်ယုံအစုံနိဗ္ဗာန်ဝင်တရားတော်ဘုရားကြွားသွားရမည်တန်ရှင်းပြန်သိလက်ကင်းပါစေဘုံစင်ခရီးစံပြီးကလေးနိဗ္ဗာန်ပေါလမ်းလျှောက်နိုင်ပါစေအာဒုအာဒုအာဒုခန္ဓာရှိစဉ်900ဣဇာဝတ္တသင်္ခါရဩဘာဒဝယတံမိနောဩပိစေကဝါနိရောဇန္တိဧတဩပိစေကဝါနိရောဇန္တိဧတဥပသမောတုခောအနတ္တိဧတဥပသမောတုခောခန္ဓာလောကနာနေပါဦးတော်ရတိယုတ်လတ်တော်ကိုလောင်လိုက်တော်ဘောတို့မပြည့်စုံမီဒီမှာရှိတဲ့အင်္ဂါလေးတွေကနေပြီးတော့ရှင်းတော့
တရားနဲ့တော့ပြောကြည့်ရဲ့
ရားတော်များဖြစ်လောကီလောဝေဒနာအောင်ကရှိဘုရားနာမတော်အကျော်တော်ဆောင်တဲ့ဆရာတော်ဘုရားရှင်ကိုအချမ်းပြူကြသွားတယ်ပါလေဆရာတော်ဘုရားရှင်ကအာတနာကျုံးတယ်ဟုတ်ခဲ့တယ်တာနာမပပြအောင်ပြင်းခဲ့တယ်သူဆရာတော်ကြီးအာနာရဲ့တောင်းဝကျင်းကိုဖန်ဆောင်ခဲ့တယ်သူဆရာတော်ကြီးအခုတော့လည်းဖန်တယ်လို့ပြောတယ်ကြာခဲ့တယ်တို့ဒီကသူမခဲ့တဲ့အတိုင်းလိုက်နာကြည့်300တော့မှာပေါ့ရေးရဲ့ဘုရားရဲ့ရှင်ဝိပါဒနာကျလို့သူသူလာတော့တော်လို့ရှင်နာဘုရားဟုတ်ကဲ့နာမတာသူရဲ့ဟောလေးချမရဲ့
ကျေးဇူးပါတင်ဆောင်မှာဖြစ်ပါတယ်ဆရာတော်ပုံတော်ပြသပြီးတဲ့နောက်မှာဆရာတော်ရဲ့ဘွဲတော်နှစ်ခုနော်တိုင်ဆောင်မှာဖြစ်ပါတယ်အဲ့ဒါတော့ဆရာတော်ရဲ့ဘွဲတော်ရဲ့နောက်မှာဒီကိုပြဆောင်ပေးပါရန်ပြဆောင်တဲ့အချိန်ကကြောက်ချင်းတပီတော့ကြောက်ထားပေးပါမယ်ဗျာအဲ့ဒီဗတ်တဲ့အပြင်ရောက်တာနဲ့တက္ကမတွေရပြီပြီးတော့နော်ဆရာတော်ဘုရားရဲ့ယောဂလက်တော်ကိုတန်ခါတော်အစီကလည်းမိမိတို့လက်ရှိထိုင်နေတဲ့နေရာလေးတွေကနေပြီးတော့ပူဇော်ပေးကြပါလို့လည်းမြတ်စွာဘုရားဘယ်လိုမှမလုပ်ဘူး။ဘာလို့လဲ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 ။
ကြီးစုကြတဲ့ပရိသတ်ပြလိုက်နည်းနည်းလေးပေါ်ကွာလေးရနေလို့ကြီးစုအားပေးဖို့ပြတာရက်ခံရပါတယ်။ဆရာတော်ဘုရားရဲ့စံကြောင်းနဲ့နည်းနည်းခဏလန်းလေးရနေပြီးတော့ကြီးစုအားပေးဖို့လည်းပြတာရက်ခံပါတယ်ဗျာ။တတ္တလောကဩကာလလောကသင်္ကာရလောကမေတ္တာစံကြောင်းကိုသုံးပါအလုံးထင်ရှားတော်မူတဲ့ဘာသာပြီးတော့ပူတော်ပါမယ်ဗျာ။ဒါရင်ယေရှုရှင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတော်မှာတာဝန်ကြီးတဲ့ဒါဓမ္မတွေရလဲနော်
ဒီကြည့်တဲ့နေရာမှာခန္ဓာတည်းရတဲ့ကြည့်ကြည့်ပါဒီတော့ပရိသတ်တွေကထိုင်ပြီးပါနောက်ကပရိသတ်တွေကလည်းနောက်ကရန်လိုက်ပြီးတော့မတက်ရကြည့်ကြည့်အားပေးလို့ရပါတယ်အပေါ်လုံးလည်းကြည့်ကြည့်တွေ့ကြရအောင်ပေါ့နော်အဲ့ဒီတော့ အစီအစဉ်ကလည်းဒီတော့ကြတဲ့တက္ကသမားတွေထိုင်ပြီးပါကျေးဇူးရှင်ဆရာတော်ဘုရားကြီးပါခန္ဓာ၅ပါးဖြင့်တည်ဆောက်ထားခဲ့ပြီးမမြဲကျက်တရားလည်းဒီလိုပြည့်ရတယ်ဘုချစ်တဲ့အတရားကိုခွဲခွာတာတာဝရကတည်းကကြွမြဲတော့ရတယ်ကြွမြဲတော့ရတယ်အဲ့ဒါကြောင့်အနိစ္စဒုက္ခအနတ္တကိုယ်တရားတွေနဲ့မမြောက်ထားရကိုလားခန္ဓာတော်မပြတ်ကိုပါတော့မယမနာလူဘောအဲ့ရရဲ့သုံးဖတ်ကြည့်ရမယ်ကျွန်တော်ဒီလိုဆောင်အချစ်မကောင်းလေးကပြည့်တဲ့တန်တရားရေးတဲ့ဝဲကိုလားနာယုခဏမပြခွဲတယ်တော့ဆွဲလီရဲပါဆွဲလီဒီလေးလေးရတယ်ဒီကကလေးရတယ်လာပြီးတော့လိုက်ကြလို့ရောဘိုးကဆရာတော်များတွေသိတာဝါတယ်မှာအဲဒီလိုအောင်ဘာပြောင်းလဲဆက်ပါပါလေတော့ဒီမိုးပြီးတော့ပြလာသုံးပတ်ပြည့်ပြီးဆိုတာနဲ့နော်ဆရာတော်ဘုရားယုတ်ကလတော်ကိုသိဆောင်တဲ့ယုတ်ကလတော်ကိုဘုဒ္ဓဆံကြောင်းအပေါက်ကိုတရိုက်တန်းနေရာလေးပြန်ပြီးသွားလို့ရပါဘူးနော်ငါရကြပါမကြကြလို့နေတိပါလို့ပါလွယ်ရှာလီတဲ့လွယ်ရရှာလီဒီကနေ့ဆောင်းတော့တိုင်းလိုက်ပါပြီးတော့ဆောင်းတော့ပြီးကြပါလို့ဒါရတာမှာဘုံတော်ကလည်းတော့ငါတို့ကြည့်ဝတ်တန်းသွားတယ်ဘုရားကြည့်ဝတ်တန်းတိုင်းကြည့်ကြသွားတယ်ဘယ်ကလည်းကြည့်ကြသွားတယ်ဘုကလတော်ပဲကလည်းပြောဘူးဒီလိုချစ်စေကိုပြအပြတ်မကွာပဲတကယ်မရှိကြပြတင်ကြအခါပါဝင်မယ်ဒီမှာတောက်ဝင်မယ်ဒီတောက်ဝင်မယ်ဘုကလတော်ကိုဒီကိစ္စပဲပြဥစ္စာဆိုကြ
ချမယ်ဒီချမယ် တော့ဘုရားကိုဒီကံကြောင့်တော့ဒီကကြဖို့တာဝန်ရှိတဲ့သူတွေနော်အထဲမှာဒီပါကျန်တဲ့လူတွေလေးတွေအပြင်ကနေပြီးတော့နောက်ဆုံးချိန်မို့စိတ်ကရည်စုဥက္ကဋ္ဌတော့ဘုရားကြီးရဲ့ရုပ်ကလတ်တော်ကိုဒီနေ့စတင်ပြီးတော့ဒီပူဇော်မှာဖြစ်ပါတယ်နေကြပါနော်အမိတနာဖြစ်ပြတော့မမရအောင်တရားရှာလို့အခါရရဲ့ပါအနည်းရဝိမကျတော့ဘုရားကြီးအတုတကအလူပါများကျွန်တော်သမင်းရုံတွင်းမှာလဲသရုတိတာသမင်းများလဲဆက်လက်ပြီးတော့သူ့မွေးနေတာဖြစ်တဲ့အတွက်ကြောင့်တော့အမိတို့ပြန်တဲ့အခါမှာလဲနော်ဝင်ပြီးတော့သမင်းများသုံးဆောင်သွားနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းသူတင်ပြီးတော့အစီအစဉ်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာစ
ရေဒေါသရေမောဟရေအဝိဇ္ဇာပစ္စယတိခါရာရေပြောလိုက်ရွှေလိုက်ဘုရားရေကပေဟာမတည်ရေဖောက်လွဲဖောက်ပြန်အကြောင်းကံကံမတကားတရား
နတ္တတရားမရလို့များလာတန်တရားကံမောကဘဝကဒိဋ္ဌောကအဝိဇ္ဇာကစိတ်မောဟမကင်းနာအယံကံသူတနာဒိဋ္ဌိညာဝင်စားခြင်းမှမြင်များရတာလူရဲ့နှစ်ဖက်မှဆွဲလို့သာမှားတဲ့လွန်နာငါသားငါမယားငင်ငါဥစ္စာငါကိုငါဟာအစင်မကွာသက္ကာယရောက်မာနတွေထောက်ရတာဝိပဿနာဝင်စားခြင်းလျာမြင်များကြပါဘာမြရှာမြအတာရကမှန်သွားအနတ္တခန္ဓာဖြစ်ရင်တည်ရင်ပြည့်ရင်ချုပ်ခါရုပ်ပတ္တိသင်ညာဟောက်ပြန်မစိတ်ပါအနိစ္စလက္ခဏာယုတ်တရားငါနန္တရားနှပြအိုနာသိကြီးအတိမကြပါသင်္ခါရဟာပင်ကာလမကြာငါဗျာဂရိမာလေးဘုံအပေငရဲသာအဝိဇ္ဇာကြောင့်ကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှပြအဝိဇ္ဇာကြောင့်ကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှပြ6ခုအာယုကာမဂုဏ်ဆောင်းတာပရိစ္ဆသမုပ္ပါရှုပ်ပြန်အတွင်းပါတဏှာရှင်းစရာတွေ့တော့သမုဒိယပါမက္ခဆေးနဲ့ကုရမှာလက္ခဏာရင်းနဲ့ရှုရပါတေဘောမာမြေရေလေးမီဓာကြီးအစုပါလွန်တရားမမြတ်သောအရောခန္ဓာမြေရေလေးမီဓာကြီးအစုပါလွန်တရားမမြတ်သောအရောခန္ဓာမုံဝဲမလွန်ပါသုံးတဲ့နှခွန်တာမုံဝဲမလွန်ပါသုံးတဲ့နှခွန်တာမိုင်မဲဝိရာစိတ်တနာအလိုက်တာအိတ်ချရုံချင်းမိမှာကာယအပုတ်ကောင်ဟာဘုံရောက်တာရုံဆောင်လာချုံရောက်တာသူလဲလားမိုင်မဲဝိရာစိတ်တနာအလိုက်တာအိတ်ချရုံချင်းမိမှာကာယအပုတ်ကောင်ဟာဘုံရောက်တာရုံဆောင်လာချုံရောက်တာသူလဲလားတရားကွာမရှာများသရဝဘဝအနေကဖြစ်ပြတန်တရားတရားကွာမရှာများသရဝဘဝအနေကဖြစ်ပြတန်တရားနိစ္စတိငြိမ်းရချုပ်ရဒီဗံကြောင့်တရားမေဖို့ကြောသာရအောင်ရှာဒိဋ္ဌိနဲ့ဝိသိကိစ္စသမုတ်စေဘဟံအေနောမေပွာအချက်တံကဏမကြယုံနာခန္ဓာနဝလုံးဟာအစတုံးကဘဝဆုံးမကြအဲလိုမှသာရေတကာယံတကာကိဝေမှာအဟတ်ကိုမြင်များကိုသာအနုတရားကိလေကိချွေနေဖို့ရာအမှန်ဝရမစိတ်တသမารိဝိပဿနာညာယဉ်တန်လေဘောယာငါလူရှင်ပါရမီတော်ယနေ့ဝိနောမူယာဗဒ္ဒဤကဘာဘောဓုပါငါရဲ့စင်တောင်ကျွတ်ခွေမပါလွဲလျင်မှန်လွာအမြဲမိတ်စာအမအတင်အလွဲစိတ်ဟာငရဲပရိစ္ဆာတကယ်မစိတ်စွာအသေးစိတ်စရာစီရင်ပြတော်မှာမကောင်းမှုဒုစရိုက်တွေဟာနဲအောင်ကျင့်ပါမကောင်းမှုဒုစရိုက်တွေဟာနဲအောင်ကျင့်ပါအချင်းအလကားမကုန်းလေရပြစ်လာနေရဲ့လေဟာအချင်းအလကားမကုန်းလေရကာမကုန်းရမဲဆိုးချစ်ချိုးနိုင်မှာလားဖြစ်ရဘဝတန်ရာပညာပါရမီကြည့်အောင်ဘဝကာမကုန်းရမဲဆိုးချစ်ချိုးနိုင်မှာလားဖြစ်ရဘဝတန်ရာပညာပါရမီကြည့်အောင်ဘဝအတ္တိကြမို
မိုက်စမိုက်ပင်ပြောလို့မိုက်ဆိုးခဲ့တာယခုလဲမိုက်ဆဲမှန်သွားရှေ့ကိုတော်တော်တဘောမိုက်အောင်မှာအဆုံးသတ်တင်နာမောင်ကြီးကြသည်အဝိဇ္ဇာအမိုက်တိုက်ခံအကံကဘာမှာမမြင်စမ်းချွဲလန်းရှာမရဘဝရောင်ချရာ လောက်မှာမြုပ်ချီပေါ်ကြီးရုံကြီးဆန်းကြီးမလုံးစီ၍ရောကြရှာအတော်မတန်တလဇရဟချလေဘုံပမာယုံနံခန္ဓာဖြစ်ချုပ်အစဉ်ဟာသမုပ္ပါအလေယခာမသံဃာတဇတကယ်ပဲပြတ်တိုင်းဒါအဝိဇ္ဇာတဏှာတွေ့မူလားအမျက်နှခွားနဲ့စတဲ့ဇာတိသံဃာသင်္ခါရနဲ့ချက်သူဟဲ့ငါကွဲ့အမြင်မဲ့ကြတာပြည့်ညတ်တွေသလံလို့တော့နာရုပ်သူမသိတတ်ညိတနာအဝိဇ္ဇာပိတ်ကာဖုံးမိစ္ဆာတော့ဇုံလုံးကံရှာတက္ကာယဒိဋ္ဌိပါသက္ကရာနဲ့ဥစီရာဒိဋ္ဌိနှကောင်းရှိရှုပ်တော့အမေဘုံရဲ့ခြေငယ်ပမာဝေရှုပ်လှစွာဝိညာဏပစ္စယနာမရူပပစ္စယသလယရဏဖတ်တာဝေဒနာတရားရကတွေကထကြွလို့ဆိုလားကိလေသာချိုးအမိုက်ကခန္ဓာအိမ်ကိုမြည်တိုက်တော့လောင်လိုက်တဲ့ဇာတိသရာပြာရိမရဏစာရှိမှန်စွာကာမဂုဏ်ဆက်သမီးကဖြစ်စီခဲ့တဲ့ဘဝအပေါင်းများစွာအာရိတပရိယာယသုတ်တော်အလားဆက်သမီးကဖြစ်စီခဲ့တဲ့ဘဝအပေါင်းများစွာအာရိတပရိယာယသုတ်တော်အလားဥပယောက်ျအများသူငါကာမဆက်တဘုံမှာယာက
ကွက်ပုံ1500နိဝရဏ900ပိတ်ခုံးကတာလာစီလာဟန္တာလာသူကဗမာတနာစရာကိလေသာလေးပဲခွာရှင်မစခုနှခွင့်ညာလေးဖြစ်ပေါ်မှာကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ်ဓာ ानु ပတနာဓမ္မ ानु ပတနာအထုမခါရှုမပါဖြစ်တာကိုလည်းသိပါပြက်တာကိုလည်းသိပါဖြစ်ရအကြောင်းကသမှုရရာပြက်ရခြင်းကဝရဓမ္မမြင်စေခဏသိလိုက်ကြပါသိစေခဏရလိုက်ကြပါမြင်စေခဏသိလိုက်ကြပါသိစေခဏရှုလိုက်ကြပါဒိဋ္ဌိဒိဋ္ဌမတန်ဤနဲ့သံဃာခရီးတထိုင်ဤပြည့်စီရာမြင်မြန်လျင်တတိပဋ္ဌာန်ကြားပြန်လျင်တတိပဋ္ဌာန်ထိပြန်တော့လဲဣတိရူပံသိပြန်တော့လဲဣတိဝိညာဉ်ထိပြန်တော့လဲဣတိရူပံသိပြန်တော့လဲဣတိဝိညာဉ်ယုံနာခန္ဓာစတံထုတ်တော့အတွင်းသယုတ်ကသင်္ခါရခန္ဓာဖြစ်ပြက်ပြုပြင်သဘောပါပင်စုပါရာမြတ်ခန္ဓာပိဒုက္ခခယဓမ္မဝယဓမ္မဧရာအနိစ္စလက္ခဏာပါမြင်မြန်လျင်တတိပဋ္ဌာန်ကြားမြန်လျင်တတိပဋ္ဌာန်ထိပြန်တော့လဲဣတိရူပံသိပြန်တော့လဲဣတိဝိညာဉ်ဖြစ်ပြန်တော့လဲဣတိရူပံသိပြန်တော့လဲဣတိဝိညာဉ်ယုံနာခန္ဓာစင်ကြံထုတ်တော့အတွင်းသယုတ်ကသင်္ခါရခန္ဓာဖြစ်ပြက်ပြုပြင်သဘောပါပင်စုပါရာနိခန္ဓာပိဒုက္ခခယဓမ္မဝယဓမ္မဧရာအနိစ္စလက္ခဏာပါကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ်ဓာ ानु ပတနာဓမ္မ ानु ပတနာအထုမခါရှုမပါဖြစ်တာကိုလည်းသိပါပြက်တာကိုလည်းသိပါဖြစ်ရအကြောင်းကသမှုရရာပြက်ရခြင်းကဝရဓမ္မမြင်စေခဏသိလိုက်ကြပါသိစေခဏရလိုက်ကြပါမြင်စေခဏသိလိုက်ကြပါသိစေခဏရှုလိုက်ကြပါဒိဋ္ဌိဒိဋ္ဌမတန်ဤနဲ့သံဃာခရီးတထိုင်ဤပြည့်စေရာ